မိမမာယာတဲကိုပြမာယာဆိုမိမမှာရှိတာမဟုတ်ပါဘူးအလုံးမှာရှိတာဘယ်နဲ့ကြောင့်အမျိုးသမီးတွေကျမသွားပြီးမာယာများတဲ့လို့သုံးနေကြတယ်တော့မသိဘူးမာယာဆိုတာဘာခေါ်တာလဲအရှိကိုဖုံးကွယ်ခြင်းလားအရှိကိုဖုံးကွယ်ထားပြီးမရှိတာကိုသိစေခြင်းအဲ့ဒါကိုမာယာကိုဒီမရှိတဲ့ခုံတစ်ခုရှိလို့ကိုလူအထင်သေးမှမလို့လားမတရားတဲ့နီးနဲ့လူတွေကကိုပေါ်ထင်ကြီးနေစေခြင်းအဲ့ဒါဖြောင့်မတ်တဲ့စိတ်မဟုတ်ဘူးမာယာဆိုဒီမှာသူတော်ကောင်းရောက်ဆံရှိနေတဲ့အဖြစ်ကိုဖုံးကွယ်လူမသိစေခြင်းတာအဲ့ဒါမာယာပဲလူသိမှဆိုတာအဲ့ဒါမာယာလို့ခေါ်တယ်လက်စားခြင်းပဲဘယ်နဲ့ကြောင့်အမျိုးသမီးတွေကျမသွားပြီးမာယာများတဲ့လို့သုံးနေကြတယ်တော့မသိဘူး